ဒီကူကြီးဟာအလွန်ထူးဆန်းတဲ့ကူကြီးတစ်ကူပဲဖြစ်ပါတယ်အမျိုးသမီးတစ်ယောက်ဟာဒီကူထဲမှာ3ရက်ကြာအောင်အသက်ရှင်နိုင်မယ်ဆိုရင်ကလေးမွေးဖွားတဲ့အထိအဲ့ဒီကူထဲမှာဆက်လက်နေထိုင်ခွင့်ရမှာဖြစ်ပါတယ်ဒီကူထဲမှာနှစ်သားတစ်ပါးနေထိုင်နေလို့ရွာသားတွေကအခိုင်အမာယုံကြည်နေကြတာကြောင့်မွေးလာမယ့်ကလေးကိုလည်းရွာရဲ့နောက်ထပ်ကျေးရွာလူကြီးအဖြစ်အတိအမှတ်ပြုကြမှာပါအမျိုးသမီးတစ်ယောက်ဟာနှစ်သားနဲ့လက်ထပ်ပြီးကိုဝင်ရလာမယ်ဆိုရင်ရွာအတွက်တာယာဝပြောတဲ့ဘဝကိုပေးစွမ်းနိုင်မယ်လို့လည်းယုံကြည်ကြပါတယ်မကြခင်မှာပဲနှစ်သားအတွက်သူတို့သမီးအစ်ရွေးချယ်ရမယ့်နေ့ရောက်လာပြန်ပါတယ်ဒါပေမဲ့ရွာတွေကဗမင်းကလေးမနှစ်သားနဲ့လက်ထပ်ဖို့ဆန္ဒမရှိကြပါဘူးအချို့ဆိုရင်ဒီလက်ထပ်ပွဲကနေလွတ်မြောက်ဖို့သူတို့ရဲ့ပစ္စည်းတွေကိုထုတ်ပိုးပြီးရွာကနေပါထွက်ပြေးသွားကြပါတယ်သူတို့ထွက်ပြေးရတဲ့အကြောင်းရင်းကတော့လွန်ခဲ့တဲ့နှစ်ငယ်အတွင်းမှာနှစ်သားနဲ့လက်ထပ်ခဲ့တဲ့မင်းကလေးတိုင်းဟာကူထဲကနေဘယ်တော့မှပြန်ထွက်မလာတော့လို့ပါပဲဒါပေမဲ့မင်းကလေးတယောက်ကတော့သူမဟာနှစ်သားနဲ့လက်ထပ်ဖို့အဆင်သင့်ရှိကြောင်းလိုလားလားနဲ့ရှေ့ထွက်လာပါတယ်ကျေးရွာလူကြီးကတားဆီးပေမဲ့လည်းသူမဟာနှစ်သားနဲ့လက်ထပ်ဖို့ကိုပဲအခိုင်အမာဆုံးဖြတ်ထားပါတယ်မင်းကလေးရဲ့ပြတ်သားမှုကိုမြင်တော့လူကြီးကလည်းသဘောတူလိုက်ရပါတော့တယ်ဒါပေမဲ့မင်းကလေးဒီလိုလုပ်ရတဲ့အကြောင်းရင်းကနှစ်သားကိုတကယ်ချစ်လို့မဟုတ်ပါဘူးပျောက်ဆုံးနေတဲ့သူမရဲ့အမကိုရှာဖွေဖို့အတွက်ဖြစ်ပါတယ်အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းသိနိုင်ဖို့လွန်ခဲ့တဲ့10နှစ်ကိုပြန်သွားရပါလိမ့်မယ်ငယ်စဉ်ကလေးကမင်းကလေးဟာသူမရဲ့အမနဲ့အတူထိုကူပြင်ဘက်မှာစော့ကစားလေးရှိပါတယ်မင်းကလေးကကူရဲ့ရှိုးဝက်ချက်ကိုစူးစမ်းကျင်ပေမဲ့သူမရဲ့အမကတားဆီးတာကြောင့်မတက်တာပဲပြန်လှည့်ခဲ့ရပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့တစ်နှစ်သူမအမရဲ့မင်္ဂလာဆောင်ရမယ့်အလိမ့်မှာတော့ကျေးရွာလူကြီးကရွာသားတွေကိုခေါ်ပြီးမင်းကလေးရဲ့အိမ်ကိုရောက်လာပါတယ်ဖခင်ဖြစ်သူကခုခံပေမဲ့လည်းသူတို့ကအမဖြစ်သူကိုအတင်းတက်မှခေါ်ဆောင်သွားကြပါတယ်မင်းကလေးကသူမရဲ့အမကိုစားနဲ့သားနဲ့လက်ထပ်ပါမယ်လို့ကန့်လန့်ခဲ့ပေမဲ့လူကြီးကတော့သူမအမဟာနှစ်သားကိုယ်တိုင်ရေးချယ်ထားတဲ့သူတို့သမီးဖြစ်တယ်ဆိုပြီးပြက်ပြက်သားသားညှစ်ဆိုခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူမအမကိုခေါ်သွားဖို့အမိန့်ပေးလိုက်ပါတယ်မင်းကလေးနဲ့သူမရဲ့ဖခင်ကတားဆီးဖို့စူးစမ်းပေမဲ့ရွာသားတွေရဲ့တွန်းဖယ်ခြင်းကိုခံလိုက်ရပါတယ်မင်းကလေးဟာမြေပြင်ပေါ်ခေါင်းနဲ့စောင့်မိပြီးတတိမေ့သွားပါတယ်သူမတတိပြန်ရလာတဲ့အခါအင်ကြီးကလုံးဝဟာလာဟင်းလင်းဖြစ်နေပါပြီသူမမမိတဲ့လမ်းအတိုင်းနောက်ယောင်ခံလိုက်သွားတဲ့အခါကူတဲကိုအခေါ်မခံရခင်သူမရဲ့အမောက်ကိုတကယ်မြင်လိုက်ရပါတယ်ဒါပေမဲ့မင်းကလေးမှတယောက်တည်းဖြစ်နေလို့သူတို့ကိုတားဆီးဖို့နေလမ်းမရှိပါဘူးအဲ့ဒီအချိန်မှာပဲရွာသားတွေရဲ့ရိုက်နှက်မှုကိုခံနေရတဲ့သူမရဲ့ဖခင်ကိုလည်းအနှောင်ဖွဲ့တွေနဲ့တွေ့လိုက်ရပါတယ်မင်းကလေးကတားဖို့စူးစမ်းပေမဲ့ဖခင်ဖြစ်သူကသူမကိုအကြည့်တစ်ချက်နဲ့တားမြစ်လိုက်ပါတယ်ရွာသားတွေထွက်သွားပြီးနောက်မှာတော့မင်းကလေးကအနားကိုကတ်သွားပေမဲ့ဖခင်ဖြစ်သူမှစကားပြောဖို့တောင်အင်အားမရှိတော့ပါဘူးသူမသေးဆုံးခင်မှာမင်းကလေးကိုကူထဲမဝင်ဖို့သာမှာကြားခဲ့ပါတယ်ဒါပေမဲ့မင်းကလေးကတော့ဖခင်ရဲ့စကားကိုနားမထောင်ပဲကူထဲကိုတန်းတန်းမတ်မတ်ပြေးဝင်သွားပါတယ်အမကိုရှာမတွေ့ခဲ့ပေမဲ့ရင်းနှီးနေတဲ့အတန်တစ်ခုကိုတော့ကြားလိုက်ရပါတယ်ဒါပေမဲ့ဘသူ့အတန်လဲဆိုတာကိုတော့သူမဘလို့မှစဉ်းစားလို့မရခဲ့ပါဘူးသူမရဲ့အမကလည်းဘယ်တော့မှပြန်မလာတော့ပါဘူးဒါကြောင့်မင်းကလေးဟာထိုလူကိုရှာဖွေပြီးသူမရဲ့အမနဲ့ဖခင်အတွက်လက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်ပဲဒီနှစ်မှာသူတို့သမီးအစ်ရွေးချယ်တဲ့အခါသူမကချက်ချင်းရှေ့ထွက်လာတာပါလူတိုင်းရဲ့ကန့်ကွက်မှုကိုလစ်လျူရှုပြီးနှစ်သားရဲ့သူတို့သမီးဖြစ်လာဖို့သူမကအတင်းကျပ်တောင်းဆိုခဲ့ပါတယ်နောက်တစ်နေ့မှာတော့သူမရဲ့မိခင်ကနှစ်သားနဲ့လက်ထပ်ပြီးအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတို့သမီးဟောင်းတွေကိုခေါ်လာပြီးနေလန်းတွေကိုတင်ကြားပေးပါတယ်အဲ့ဒီမှာသူတို့ဟာမင်းကလေးဝတ်ထားတဲ့အရာချို့ကိုတွေ့သွားပါတယ်မိခင်ဖြစ်သူကဒါတွေကဘာလဲလို့မေးတဲ့အခါမင်းကလေးကနှစ်သားရဲ့ကိုယ်ဝန်ကိုအမြန်ရစေဖို့ဆုံးမတယောက်ပေးလိုက်တဲ့အရာတွေပါလို့လိန်ပြောလိုက်ပါတယ်အဲ့ဒီနောက်သူမမှာရှိတဲ့အရာတွေကိုအခြားသူတွေကိုလည်းမျှဝေပေးလိုက်ပါတယ်သူမရဲ့သမီးကယုံကြည်မှုရှိနေတာကိုမြင်တော့မိခင်ဖြစ်သူကနှစ်သားနဲ့လက်ထပ်ရမယ့်စီကံတွေကိုနောက်ဆုံးမှပြောပြပါတော့တယ်မင်းကလေးကလည်းသူမဟာကလေးရနိုင်စွမ်းမြင်ပါတယ်လို့ဆုံးမကပြောထားကြောင်းနဲ့မကြခင်နှစ်သားရဲ့ကိုယ်ဝန်ရလာလိမ့်မယ်လို့မိခင်ကိုစိတ်ချအောင်ပြောပါတယ်ဒါပေမဲ့မိခင်ဖြစ်သူကတော့သူမရဲ့သမီးဟာကလေးမရနိုင်မှန်းသိနေပါတယ်မိခင်ဖြစ်သူကကြောက်လန့်တကြားနဲ့နောက်ဆုတ်သွားပါတယ်အားလုံးထွက်သွားပြီးနောက်မှာတော့သမီးဖြစ်သူပေးခဲ့တဲ့စက္ကူဘူးကိုအမြန်ဖွင့်ကြည့်လိုက်ပါတယ်တေချာတာပေါ့အထဲမှာရှိနေတာကမော်နီလန်တွေမဟုတ်ပဲခြေရာခံကိရိယာတစ်ခုဖြစ်နေပါတယ်နောက်တစ်နေ့မှာတော့ရွာလုံးကျွတ်ရဲ့ကောင်းကြီးတွေကိုခံယူပြီးမင်းကလေးဟာကူစီကိုထွက်ခွာလာပါတယ်လမ်းမှာသူမဟာတမင်တကာလဲကျဟန်ဆောင်ပြီးလက်ကိုကြောက်ဆောင်နဲ့ရှက်ပစ်လိုက်ပါတယ်ကျေးရွာလူကြီးကမင်္ဂလာနေ့မှာတွေးမမြင်ရဘူးဆိုပြီးဒေါသတကြီးစုပူပါတယ်ဒါပေမဲ့မင်းကလေးကသူမစီမှာပါလာတဲ့ကြောက်စိမ့်ဆွဲပြားကိုထုတ်ပြပြီးဒါဟာဆုံးမပေးတဲ့ဘေးကင်းလုံခြုံစေမဲ့အဆောင်ဖြစ်တယ်လို့အကြောင်းပြပါတယ်အဲ့ဒီခါကျမှလူကြီးကယုံသွားပါတယ်အဲ့ဒီနောက်သူဟာရင်ဘတ်ထဲကအနီရောင်ပိတ်စတစ်ခုကိုထုတ်လိုက်ပြီးနှစ်သားရဲ့သူတို့သမီးဟာလမ်းတစ်လျှောက်ကမိစ္ဆာတွေကိုမမြင်ရအောင်မျက်လုံးတွေကိုစင်ကြယ်စွာထားရမယ်လို့ဆိုပါတယ်ဒါကြောင့်ကူထဲမဝင်ခင်မှာသူမရဲ့မျက်လုံးတွေကိုအဝတ်နဲ့ဖုံးအုပ်ထားရပါတယ်နှစ်သားကိုမြင်ရတဲ့ခါကျမှထိုဝတ်ကိုဖယ်ရှားရမှာပါအဲ့ဒီနောက်သူတို့ဟာတောင်ပေါ်ကိုဆက်တက်လာကြပါတယ်ဒါပေမဲ့မင်းကလေးကတော့ရွာပြင်ကရဲတွေသူမနောက်ကိုလိုက်လာနိုင်ဖို့အတွက်လမ်းတစ်လျှောက်မှာသူမရဲ့သွေးတွေနဲ့မှတ်သားခဲ့ပါတယ်မကြခင်မှာပဲကူဝကိုရောက်လာကြပါတယ်ရွာသားတွေရဲ့ကောင်းချီးတွေကိုထပ်မံခံယူပြီးနောက်မှာတော့မင်းကလေးဟာကူထဲကိုတယောက်တည်းဝင်သွားပါတယ်ကူရဲ့အနက်ဆုံးနေရာကိုရောက်တဲ့အခါမှာတော့သူမရဲ့မျက်နှာကအနီရောင်ဝတ်ကိုချက်ချင်းဖယ်ရှားလိုက်ပါတယ်အတွင်းဘက်ကိုထပ်ဝင်သွားတဲ့အခါကြောက်ဖြာပေါ်မှာထိုင်နေတဲ့အမျိုးသားတယောက်ကိုမြင်လိုက်ရပါတယ်ဒါဟာနှစ်သားဖြစ်လိမ့်မယ်လို့သူမတန်တရားဝင်သွားပါတယ်ဒါကြောင့်သူမကသူ့ရှေ့မှာအမြန်တူးထောက်လိုက်ပါတယ်ဒါပေမဲ့သူမကိုသူမမိတ်ဆက်ပြီးတဲ့နောက်မှာလည်းနှစ်သားကဘာလို့ရှားမှုမှမရှိပါဘူးဒါကြောင့်သူမကပဲကိုယ်တိုင်စပြုတ်ပြီးအဝတ်စားတွေကိုချွတ်ကသူ့ဘေးမှာဝင်ထိုင်လိုက်ပါတယ်အဲ့ဒီနောက်မိခင်ဖြစ်သူတင်ပေးလိုက်တဲ့စီကံတွေအတိုင်းသူမရဲ့ရည်ရွယ်ချက်ကိုနှစ်သားအားပြောပြပါတယ်ဒါပေမဲ့မင်းကလေးဟာကူထဲမှာတစုံတစ်ယောက်ကသူမကိုစောင့်ကြည့်နေတယ်လို့မျိုးခံစားနေရပါတယ်အဲ့ဒီအချိန်မှာပဲနှစ်သားကရုတ်တရက်မျက်လုံးဖွင့်လာပြီးသူမကိုတတိမေ့သွားအောင်စိတ်ခတ်ဖို့ကြိုးစားပါတယ်ကံကောင်းစွာနဲ့မင်းကလေးကရှောင်တိန်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူမကြောက်ကတင်ပေါ်ပြန်ရောက်တဲ့အခါနိုင်ရန်မှာတက်ဆင်ထားတဲ့ကင်မရာတွေကိုတတိထားမိသွားပါတယ်မင်းကလေးဟာဒါတွေအားလုံးကပူပေါင်းကြံစည်မှုတစ်ခုဖြစ်နိုင်မှန်းချက်ချင်းရိပ်မိသွားပါတယ်သူမကထိုမျိုးသားကိုအမြန်တွန်းဖယ်လိုက်ပါတယ်အမျိုးသားရဲ့အတန်ကိုကြားလိုက်ရတဲ့အခါသူဟာဘသူလဲဆိုတာကိုသူမချက်ချင်းသိသွားပါတယ်ဘာကြောင့်လဲဆိုတော့ဒါဟာလွန်ခဲ့တဲ့တစ်နှစ်ကကူထဲမှာသူမကြားခဲ့ရတဲ့အတန်နဲ့ထပ်တူကြနေလို့ပါပဲသူဟာသူမအမရဲ့ခင်ပွန်းဖြစ်ပါတယ်မင်းကလေးကသူမရဲ့အမဘယ်မှာလဲဆိုတာကိုချက်ချင်းမေးမြန်းပါတော့တယ်အဲ့ဒီအခါအမျိုးသားကသူမကိုကူထဲကတခုရဲသောတစ်ပင်စီကိုခေါ်သွားပါတယ်
သူကရှုပ်ဝက်ခလုတ်တစ်ခုကိုအตาအရာနင်းလိုက်တဲ့အခါသူတို့ရဲ့နောက်ဘက်ကနေခေါင်းတလားတစ်ခုဖြည်းဖြည်းချင်းထွက်ပေါ်လာပါတယ်။မိန်းကလေးဟာသူမရဲ့အမအထဲမှာရှိနေမလားဆိုတဲ့အတွေးနဲ့ခေါင်းတလားကိုအံ့ဩမင်သက်စွာစိုက်ကြည့်နေရင်သူမကထိုမျိုးသားကိုခေါင်းတလားကိုအတူတူဖွင့်ကြည့်ဖို့ပြောလိုက်ပါတော့ရဲ့ဗျာ။